ရုတ်တရက်ကြီးလိုက်ရင်ဝါကိုဆေးထိုးနေတာလားဆိုပြီးထင်သွားနိုင်ပါတယ်။တကယ်တော့ဒါဟာတရုတ်ရိုးရာအရက်ချက်နည်းတွေကထူးခြားတဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ဝါအရက်ချက်နည်းလို့ခေါ်တဲ့သဘာဝနဲ့ပေါင်းစပ်ထားတဲ့ဖန်တီးမှုတစ်ခုလို့ပဲပြောရမှာပါ။အရက်ချက်တဲ့အတွက်ပထမဆုံးလက်ဆက်တဲ့ဝါပင်တွေကိုရွေးရပါတယ်။တက်တန်းတစ်နှစ်ကနေ3နှစ်ကြာရှိပြီးတောင်တင်းတဲ့ဝါပင်တွေကိုရွေးရတာပါ။ပြီးတဲ့အခါဝါတွေကိုအပေါက်သေးသေးလေးတွေဖောက်ပြီးအရက်ကိုဓာတ်ရိုက်ပဲထည့်သွင်းလိုက်ပါတယ်။အရက်ပြန်ထွက်မှာဆိုလို့ဝါတုံးလေးနဲ့ပြန်ပိတ်ပြီးလေးလုံးအောင်လို့လည်းပြားဖျောင်းနဲ့အပေါ်ကနေတိတ်ထားရပါတယ်။အရက်ထဲကအံ့ဩဖွယ်ပြောင်းလဲမှုကတော့ဒီအဆင့်ရဲ့နောက်မှာပဲဖြစ်ပါတယ်။ဝါပင်တဖြည်းဖြည်းကြီးထွားလာတာနဲ့အမျှအရက်ဟာသဘာဝအလျောက်ဝါတွေကတဖြည်းဖြည်းစိမ့်ထွက်သွားပါတော့တယ်။ဒီလိုနဲ့ညဉ့်ညက်သိမ်းတွေ့တဲ့အနက်အရသာနဲ့ထူးခြားတဲ့ဝါအရက်တစ်မျိုးဖန်တီးပြီးသားဖြစ်လာတာပေါ့။အဲ့ဒီနောက်မှာတော့လာပေါင်းများစွာဒါမှမဟုတ်တစ်နှစ်လောက်ထိသဘာဝအတိုင်းချင်းဖောက်ထားရပါတယ်။တချို့ကဝါပင်ကိုအပေါင်းဖောက်ပြီးဓာတ်ရိုက်ရတဲ့ဝါအရက်ကိုခွက်တွေအိုးတွေထဲထည့်တောက်ကြသလိုတချို့ကလည်းဝါပင်ရဲ့ပင်စီကိုပါခွက်တစ်ခုလိုသဘောထားပြီးဓာတ်ရိုက်မော့တောက်ကြပါတယ်။ပရိသတ်ကြီးတို့ရောဒီဝါအရက်ကိုစိတ်ဝင်စားနေကြပြီလားရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ဗီယက်နမ်မှာဒေသခံတွေအနေနဲ့ရွှွန်သေးကိုအချက်လေးတွေဖြစ်အောင်ဖြတ်တာဟာအတော်လေးကိုကြည့်ကောင်းပါတယ်။ဒီလိုလုပ်တာကစိတ်အပန်းပြေဖို့အတွက်တော့မဟုတ်ခဲ့ပါဘူး။တကယ်တော့ဒါဟာရိုးရာအိမ်ခေါင်ခွက်လုပ်ငန်းရဲ့အစိတ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်။ပထမဆုံးမြေပြင်အောက်အနက်ကြီးတွေကထုတ်ယူထားတဲ့ရွှွန်သေးတွေကို၆သွေ့သွားအောင်ထားပြီးအမှုန့်သေးသေးလေးတွေဖြစ်အောင်ခွဲထုတ်ကြပါတယ်။အညစ်အကြေးတွေကိုမလွဲမသွေဖယ်ရှားဖို့လည်းလိုအပ်တာပေါ့။ဒီလိုမှပဲရွှွန်သေးကအခြားမြေစီအမျိုးအစားတွေနဲ့တိတိကျကျရောဆက်သွားပြီးသုံးလို့ရသွားမှာပါ။ရွှွန်သေးကိုအလွှာတွေအများကြီးခွဲထုတ်တယ်ဆိုတာကလည်းအထက်ကမလိုအပ်တဲ့အညစ်အကြေးတွေအမိုက်တွေကိုဖယ်ထုတ်ပြီးပြောင်ချောနေတဲ့ရွှွန်သားကြီးပဲကျန်နေစေချင်တာကြောင့်ပဲဖြစ်ပါတယ်။ရွှွန်တွေကိုအတုံးလေးတွေဖြစ်အောင်ပုံသွင်းပြီးတဲ့အခါမှာတော့ထိတ်မှာအလွှာပါးလေးတစ်ခုဖြတ်လိုက်ပြန်ပါတယ်။အချက်တစ်ခုချင်းစီကိုပုံသွင်းတဲ့မိုးထဲထည့်ပြီးအိမ်ခေါင်ခွက်ပုံအကျန်းရအောင်အချောသက်ပေးရပါတယ်။မိုးထဲကထွက်လာတဲ့အခါမှာအချောက်ခံပြီးတစ်ခါခွဲလိုက်တာနဲ့အိမ်ခေါင်ခွက်၄ချက်ဖြစ်သွားအောင်လုပ်လိုက်ပါတယ်။ဒီအချက်လေးတွေကို9ရက်လောက်မီးအပူပြင်းပြင်းပြပေးပြီးရင်တော့အိမ်တွေပေါ်မှာခေါင်မိုးအနေနဲ့အသုံးပြုလို့ရပါပြီ။ပရိသတ်ကြီးတို့ရောဒီလိုအိမ်ခေါင်ခွက်ကလေးတွေအပြစ်မှမြင်မှုကြပါသလား။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ပင်လယ်ရေလိုင်းတွေနဲ့လျှက်စစ်ဓာတ်အားထုတ်ပြီး24နာရီမီးရပေးနိုင်တယ်ဆိုတာသိသိပါသလား။အရင်ကဒါဟာစိတ်ကူးတစ်ခုသာဖြစ်ခဲ့ပေမဲ့လေWave Energy Converter လို့ခေါ်တဲ့နည်းပညာတစ်ခုကတော့ဒါကိုလက်တွေ့ဖြစ်လာစေပါတယ်။ဒီစက်တွေကပင်လယ်ရေမျက်နှာပြင်ပေါ်မှာဘောလုံးပေါ်နေပြီးတော့ရေလိုင်းတွေနဲ့အပြိုင်လှုပ်ရှားနေကြပါလိမ့်မယ်။စက်ရဲ့အတွင်းပိုင်းကမီတာနဲ့တူတဲ့စနစ်တွေဟာဒီလှုပ်ရှားမှုကိုလျှက်စစ်စွမ်းရည်အဖြစ်ပြောင်းလဲပေးနိုင်စွမ်းရှိနေတာပါ။ဒီလိုနဲ့ပဲနေအောင်ကြည့်လဲမလိုအပ်လေတိုက်ဖို့လည်းမလိုအပ်တဲ့အတန်ရှင်းဆုံးပြန်လည်ပြေဖြိုးမြဲလျှက်စစ်စွမ်းရည်ကိုထုတ်လုပ်လာနိုင်တာပေါ့။ပင်လယ်ရေကအမြဲလှုပ်ရှားနေပြီးရေလိုင်းတွေကလည်းစက္ကန့်နဲ့အမျှဖြစ်ပေါ်နေမှာပါ။ရေလိုင်းတွေရှိနေတဲ့၍လျှက်စစ်ဓာတ်က24နာရီတစ်နှစ်ပတ်လုံးထုတ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။လောလောဆယ်မှာကမ္ဘာတဝန်းကဒီနည်းပညာကိုစမ်းသပ်နေစေဖြစ်ပြီးတော့အောင်မြင်သွားခဲ့ရင်မြန်မာနိုင်ငံအတွက်လည်းအတော်လေးကိုအကျိုးရှိပါတယ်။မြန်မာနိုင်ငံမှာလည်းမြေချောင်းတွေပင်လယ်သမုဒ္ဒရာတွေကပေါ်များတာကြောင့်ပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရော24နာရီမီးလာစေချင်ကြပြီလား။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။